အေးပြောင်းလေးပနာယောဂဖြစ်နေတဲ့ဇနီးကိုဆုံးခွာမသွားပဲအနားမှာ9နှစ်လောက်သစ္စာရှိပြုစုနေလို့ယောက်ျားကောင်းဖြစ်နေချီကျူးခံနေရတဲ့ကိုရနိုင်အောင်ယောဂဝေဒနာခံစားနေရတဲ့ဇနီးဖြစ်သူကိုစိတ်ပြတ်မသွားပဲသစ္စာရှိပြုစုနေတာကကိုရနိုင်အောင်ပါအားလုံးသိကြတဲ့အတိုင်းခုခေတ်မှာတော့အမျိုးသားတော်တော်များများဟာအိမ်ကဇနီးတွေကအကောင်းပကတိရှိနေပြင်ပစာလေးတွေစားခြင်းလို့အိမ်ကဇနီးကိုရိုးရင်လာလို့စားတဲ့အကြောင်းအရာတွေကြောင့်ပုံစံမျိုးနဲ့နောက်မေးလင်းတတ်ကြပါတယ်ထို့ပြင်တော့ခုခေတ်ယောက်ျားတွေတော်တော်များများဟာကိုယ့်ရဲ့ဇနီးမယားကိုသစ္စာရှိတဲ့သူကရှိတော့ရှိပေမယ့်ရှားပါတယ်အထူးသဖြင့်ခုလိုအင်တာနက်ကနေတိတ်တဆိတ်ရောပေါ်တင်ရောချစ်သူရေးစားထားလို့ရတဲ့ခင်မှာအိမ်တော်ရေးနောက်မီလင်းမှုတွေလူမှုရေးရှုံရှင်တွေအများကြီးဖြစ်ပေါ်တတ်ကြပါတယ်ဒီလိုစစ်မှန်တဲ့သစ္စာတရားရှားပါနေတဲ့ခင်အိမ်ကဇနီးကခြေကောင်းလက်ကောင်းအကောင်းပရိရှိနေတာတော့မှနောက်မီလင်းကြတဲ့ခင်မှာအရေးပြောင်းလေးပနာယောဂကိုခံစားနေရတဲ့လူမမာဇနီးကိုတစ်ချက်လေးတောင်မှသစ္စာမပြတ်ရင်းပဲယူဆဆောင်ရှောက်နေတဲ့သစ္စာရှင်ခင်မွန်းတွေကတော့ AR တိုင်းကန်ကြီးတော်မြို့နယ်ကကိုရနိုင်အောင်ပဲဖြစ်ပါတယ်ကိုရနိုင်အောင်ဟာအရေးပြောင်းလေးပနာဖြစ်နေတယ်မလားမပါဖြစ်နေပေမဲ့ဇနီးတွေကိုချစ်ချင်းမြတ်တာတစ်စက်ကလေးမှမပြတ်ရင်ပဲသစ္စာတရားပြည့်နေပြုစုဆောင်ရှောက်ပေးနေလို့မြန်မာနိုင်ငံမှာလေးစားထိုက်တဲ့အိမ်တော်ရှင်ဖြစ်နေချီးကျူးခံနေရတာဖြစ်ပါတယ်ကိုရနိုင်အောင်ဟာအရေးပြောင်းလေးပနာခံစားနေရတဲ့ဇနီးတွေနဲ့ဈေးကူးသားခြင်းရဖို့အတွက်ငါးရှာဖားရှာသူရင်းကစားရင်ကြုံရကြပန်းလုပ်လေးနဲ့ရှာဖွေရင်းဇနီးတွေကိုဈေးကူပေးနေတာပါကိုရနိုင်အောင်သူ့ဘဝမှာအဖြစ်ချင်ဆုံးဆန္ဒလေးတစ်ခုကဇနီးတွေခံစားနေရတဲ့ယောဂဝေဒနာဆိုးတွေကိုပျောက်ကင်းသက်သာသွားတာကိုမြင်ချင်တာဖြစ်ပါတယ်ဇနီးတွေယောဂဝေဒနာပျောက်ကင်းသွားမယ်ဆိုရင်သူ့ဘဝကြီးကပြည့်စုံပါပြီလို့ကိုရနိုင်အောင်ကဆိုပါတယ်ကိုရနိုင်ကသူဟာဇနီးတွေကိုငယ်ဘဝကတည်းကချစ်မြတ်နိုးခဲ့ရကြောင်းဇနီးတွေရဲ့ခန္ဓာကိုယ်မှာဖြစ်ပွားနေတဲ့ယောဂဝေဒနာဆိုခြင်းသက်သာပျောက်ကင်းသွားမယ်ဆိုရင်သူဘာမဆိုလုံးနိုင်ပါတယ်လို့ဆိုရတယ်ခုတော့ဇနီးတွေယောဂဝေဒနာခံစားနေရတာကိုဘာမှမလုပ်ပေးနိုင်လို့ကိုရကနေကြိတ်ငွန်နေရတော့လေကိုရနိုင်အောင်ကဖွင့်ဟခဲ့ပါတယ်ကိုရနိုင်အောင်ဟာမတ်တင်ကြီးတို့ကတော့ AR တိုင်းကန်ကြီးတော်မြို့နယ်ကဖြစ်ပါတယ်ဆောင်းပိုင်းမှာတော့မတ်တင်ကြီးကကန်ကြီးတော်မြို့မှာအချောဆုံးလှဆုံးမင်းကလေးတယောက်ဖြစ်ခဲ့ပါတယ်ဒါကြောင့်လဲကိုရနိုင်အောင်ဟာမတ်တင်ကြီးကိုငယ်စဉ်ကတည်းကသဘောကျခဲ့ရတာပါဒါပေမဲ့ကိုရနိုင်အောင်ဟာမတ်တင်ကြီးရဲ့ချစ်ကိုရဖို့ခက်ခဲကိုစူးစမ်းခဲ့ရတာပါဒီလိုနဲ့သူတို့နှစ်ယောက်ဟာချစ်ကြိုက်ခါလက်ထပ်ပြီးတောတိမ်ထူထောင်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းသိချစ်ကြတဲ့ကိုရနိုင်အောင်နဲ့မတ်တင်ကြီးတို့ဇနီးမောင်နှံကိုကံကြမ္မာမုံတိုင်းဆိုပြီးတစ်ခုကတိုးဝင်လာခဲ့ပါတယ်အဲ့ဒါကတော့မတ်တင်ကြီးစီမှာအရေးပြောင်းလေးပနာယောဂဆွဲကပ်လာတာပါအရေးပြောင်းလေးပနာယောဂဆိုတာကတာမန်လေးပနာယောဂနဲ့မတူဘဲတော်တော်လေးကိုခံစားခက်စေပါတယ်ထို့ပြင်တော့မတ်တင်ကြီးဟာသူမခံစားနေရတဲ့ယောဂဝေဒနာကြောင့်တကူလုံးလောင်ပြိုက်တယ်လို့ပူလောင်ကအဆိုင်ကြောက်ကနှလုံးစားတဲ့ကိုရင်းကလီစားတွေပျက်စီးစတာတွေရှိလာတာဖြစ်ပါတယ်မတ်တင်ကြီးတရားဒီလိုယောဂဝေဒနာတွေကိုခံစားနေရတာကြောင့်လည်းအရင်ကရုံနဲ့မတူတော့ပဲလူမမပုံစံဖြစ်သွားတာပါဒါပေမဲ့လည်းသစ္စာရှင်မျိုးသားကိုရနိုင်အောင်ကတော့ချစ်နေစေပါမယ်ကိုရနိုင်အောင်ကသူ့ဇနီးလေးကိုငယ်စဉ်ကမျက်နှာတွေ့တိုင်ရသူမို့ဘလို့ပုံစံဘလို့ရုပ်ရည်မျိုးပဲရှိနေပါစေလုံးဝပြောင်းလဲမသွားဘူးလို့ဆိုပါတယ်ဒါအပြင်ကိုရနိုင်အောင်ဟာဇနီးတွေနဲ့ဈေးကြီးလုံးနဲ့ဈေးဘဝကတွေကြောင့်သူရင်းကားလို့ရင်ငါးရှာဖားရှာရင်လည်းပင်ပန်းစွာလှုပ်နေရတာပါဒါအောင်ဇနီးတွေကမကြည့်ရတော့ပါဘူးတခါလေးဆိုရင်သူတို့ဟာငွေကြေးအဆင်မပြေလို့ဈေးကမပြရတဲ့ချိန်ခါချိန်နေလဲရှိပါတယ်မတ်တင်ကြီးကတော့သူမဟာဒီကုသမှုမရနိုင်တော့တဲ့ယောဂတရားတော့မှလို့ရိုးသားလုံးကသူမကိုချစ်တာတခုတည်းတည်တဲ့ခင်မွန်းကိုသူမရှိတဲ့နောက်ပိုင်းမှာပြိုလဲကြေကွဲသွားမှာကိုစိတ်ပူနေရှာပါတယ်။ဒါကြောင့်လည်းခင်မွန်းတဲ့အမြဲတမ်းတရားခံနေတတ်ဖို့တင်စားပေးရလို့ပြောလာတာပါ။ခင်မွန်းတဲ့ကိုရနိုင်အောင်ကတော့ဇနီးတဲ့သားယောဂဝေဒနာဆိုကနေလွတ်မြောက်စေဖို့ဘာမဆိုလုပ်ဖို့အစဉ်သင့်ဖြစ်နေရပါ။ဘာပြောခုလိုပြိုင်ဆိုင်နောက်မီးလင်းကြတဲ့ခင်မှာကိုရနိုင်အောင်သစ္စာရှင်ယောက်ျားကတော့မဖြစ်မနေချီးကျူးရမှာပါ။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောကိုရနိုင်အောင်နဲ့မတ်တင်ကြီးတို့ဇနီးမောင်နှံပေါ်မှာမိမိတို့ရဲ့မြင်ရုပ်လည်းပြောသွားပေးကြပါအောင်ရှင်။